ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးကကျွန်တော်ဒီ MyND ကိုခိမ့်ပေါ့နော်တချို့ဆော့မရဘူးဝင်လို့မရဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်တချို့じゃဒီ MyND ကိုခိမ့်နဲ့ဝင်လို့မရဘူးเนาะကျွန်တော်ခဏလာမေးတယ်ဝင်မရဘူးဆော့မရဘူးလို့လာမေးတယ်ပေါ့နော်အဲကြောင့်မလို့အခုမှတော့အစ်စ်ပေါ့နော်အစ်စ် April လေးပေါ့နော် April လေးထပ်မြင်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်လုပ်ထားတာမဟုတ်ဘူးเนาะ Telegram မှာတခြားသူလုပ်ထားတာလေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်အကောင့်လေးနဲ့ဆော့ရပေါ့နော်ညဆိုတော်တော်လေးပေါက်ကြလို့ပြောပေါ့နော်ဒါမှညကကျွန်တော်မဆော့ပြလိုက်ဘူးဒီမနေ့မှဆော့လိုက်တာတော့မှကျွန်တော်တော်တော်လေးပေါက်တယ်ပေါ့နော်အရင်အဲကြောင့်မလို့အစ်စ်လေးထွက်ရှိလာလို့ကျွန်တော်မိတ်ဆွေတွေသုံးကျင်တဲ့သူတွေသုံးလို့ရအောင်လို့ဝင်မရတဲ့သူတွေဝင်လို့ရအောင်လုပ်တဲ့နည်းလေးတွေ install တင်တဲ့နည်းလေးတွေကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ် software link လေးကိုကျွန်တော် Telegram မှာတင်ထားပါတော့ Telegram link လေးချပေးပါတော့အမှတ်သွား Telegram တွေပဲ down လိုက်ပေါ့နော် software တွေက Telegram မှာ down ရတာပို့အဆင်ပြေလို့ပေါ့နော်တခြား link တွေသေးသွားလို့မလို့အဲကြောင့်မလို့ Telegram link လေးပဲကျ Telegram မှာသွား down ပေါ့နော် Telegram link လေးချပေးထားမယ်ပေါ့နော်အဲဒီမှာပေါ့နော်ဒီ link လေးကကျွန်တော်ဒီ video ရဲ့ comment အောင်လေးမှာ link လေးချပေးထားမှာဒီ link လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေတွေကနှိပ်လိုက်ပေါ့နော်နှိပ်ပြီးမှ open လုပ်လိုက်လို့ရှိရင်သူက Telegram နဲ့ရောက်သွားလိမ့်မယ်ပေါ့နော်Telegram နဲ့ရောက်သွားပြီနော် Telegram နဲ့ရောက်သွားပြီဆိုတော့ဒီကောင်လေးဖြစ်ပါတယ်ကောင်လေးပေါ့နော်ဒါလေးဖြစ်ပါတယ်အကောင်လေးကိုကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်သူကဒါ download ဆွဲပေါ့နော် download ဆွဲပြီးမှနောက်တစ်ချက်ကကျွန်တော် install တင်တာပေါ့နော်ခုလောလောဆယ်ကျွန်တော် download ဆွဲနေပေါ့နော် download ဆွဲတာလေးကိုခဏစောင့်လိုက်ပါကျွန်တော်စီမှာ Xback VPN နေပေါ့နော် line ကောင်းကောင်းမှာသုံးကျင်တဲ့သူတွေအတွက် Xback VPN လေးလာရောက်ဝယ်ယူအားပေးလို့ရဈေးသက်သက်သာနဲ့ Xback VPN လေးရောင်းချပေးနေပေါ့နော် Xback VPN လေးရောင်းချပေးနေပါတယ် VPN နေမှာတချို့ VPN နေစိတ်ညစ်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာရောင်းချပေးနေပါတယ်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ဒါဆိုတော့ကျွန်တော် download ဆွဲပြီးသွား download ဆွဲပြီးသွားဆို install တင်မယ်ဆိုလို့ရှိရင်နောက်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာပြီး install ဆိုတာလေးနှိပ်လိုက်မယ်install လေးတင်နေပေါ့နော်ခဏလေးစောင့်ပြီးပါအဲ့ဒါဆိုပြီးသွားပြီနော် done နှိပ်ပြီးကမှကျွန်တော်ပြန်ထွက်မယ်ထွက်ပြီးကမှအဲ့ software လေးတွေကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဒီနာမှာပေါ့နော်ဒီ software လေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်ဒီကနေမှာကျွန်တော်ဖုန်းနံပါတ်ရိုက်ထည့်ပြီးဖုန်းနံပါတ်ရိုက်ထည့်ပြီးရင်ကျွန်တော် get OTP ဆိုလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖုန်းထဲကို OTP code လေးချပေးလိမ့်မယ်ပေါ့နော်အဲ့လေး copy ကူးလိုက်မယ်ကူးပြီးလို့ရှိရင်ဒီ enter OTP ဆိုတဲ့နေရာနှိပ်ပြီးမှ verify OTP ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်ဝင်လာလေးဒါသိပြောစရာမလိုတော့ပါဘူးဒီနေရာလေးမှာနာမည်လေးရေးလိုက်ပေါ့နော်1လား2လားပေါ့နော်ဟိုပါနာမည်ထည့်ခြင်းလည်းပေါ့နော်ကျွန်တော်1ပဲထားလိုက်မယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ဝင်သွားပြီဖြစ်ပါတယ်ဒီမှာပေါ့နော်ဂိမ်းနဲ့ရောက်သွားပြီဒီကောင်လေးညတော့မလေးညတော့တော်တော်လေးပေါက်ကြလို့ပြောတယ်ပေါ့နော်အဲ့တော့ဂိမ်းနဲ့ရောက်သွားပြီဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီကျွန်တော် OU ဂိမ်းလေးကိုချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးကမှဝင်လိုက်ပေါ့နော်တကယ်လို့ဝင်တဲ့အချိန်မှာတခါလေးအဖြူကြီးတွေပေါ်နေလို့ရှိရင်ကျွန်တော် software ကို clear data လုပ်ပြီးမှပြန်ဝင်လို့ရတယ်ပေါ့နော်ဝင်နေပေါ့နော်ခဏလေးဆောင်ပြီးမှတခါလေးကြားတတ်ပေါ့နော်တချို့ကြဒီလိုတိုင်းဆက်မသွားဘူးဒီလိုဖြူကြီးတွေပေါ်နေတာရှိတယ်ပေါ့နော်အဲ့မျိုးပေါ်လို့ရှိရင်ကျွန်တော် clear data လုပ်ပြီးမှပြန်ဝင်လိုက်ပေါ့နော်ဒါမဲ့အစချင်းကတော့ဝင်ချင်းတခါလေးအဲ့လိုတွေပေါ်တယ်ပေါ့နော်ခဏလေးဆောင်ပြလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဝင်နေဖြစ်ပါတယ်ဒါလေးကအသစ်လေးပေါ့နော်အသစ် upgrade လေးဖြစ်ပါတယ်ဒီကောင်လေးဒါပြောင်းဆော်ကြည့်ပေါ့နော်ဒါမနေညတော့တော်တော်ပေးလိုက်တယ်ကျွန်တော်မနေညတော့မဆော်မိတ်လိုက်ဘူးပေါ့နော်အခုဒါပြန်ပြီးကမှအခုလည်းတစ်ချိန်လောက်တော့ကျွန်တော်ဆော့ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဝင်သွားပြီပေါ့နော် line လေးမကောင်းသေးလို့ကျွန်တော်အဝိုင်းလေးတော့လဲနေတော့ခဏလေးစောင့်လိုက်မယ်ပေါ့နော်စောင့်ပြီးလို့ရှိရင်ကျွန်တော်ဆော့ကြည့်မယ်ပေါ့နော်တစ်ပွဲနှစ်ပွဲလောက်ဆော့ကြည့်ဦးနော်ခုပေါက်လားမပေါက်လားအဲ့တော့ကျွန်တော်ဆော့ကြည့်လိုက်မယ်ဒီကောင်လေးနှိပ်ပြီးမှကျွန်တော်အောက်ကရောမှုလေးပဲပေါ့နော်အကောင်လေးကများပေါက်လို့အကောင်လေးပဲကျွန်တော်ဆော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအောက်ကဝေါ်မှုဟာလေးကိုတစ်ချက်နှိပ်ပြီးမှကျွန်တော်ဆော့ကြည့်မယ်ပေါ့နော်တစ်ပွဲလောက်ဆော့ကြည့်မယ်ပေါက်လားမပေါက်လားပေါ့နော်အဲ့တော့ဘာမှတော့မတွေ့သေးဘူးဗျပေါက်တော့ပေါက်နေအိုးပေါက်နေပြီဗျနော် point နော်ဟိုတော့ MB ပေါက်ပြီ MB နှစ်ခုပေါက်သွားပြီဗျနော်အဲ့တော့ဟော3ခုပေါက်သွားပြီဒါမဲ့အများကြီးတော့မမျှော်လင့်ဘူးပေါ့နော်နည်းနည်းပဲရမယ်ထင်ပါတယ်ဗျနော်နည်းနည်းပဲရမယ်ထင်ပါတယ်3ခုပေါက်သွားပြီဗျနော်
MB လေး3ခုပေါက်သွားပြီအဲ့တော့ကျွန်တော်ရလိုက်တော့မပြနော်ဆုံးသွားပြီဆိုရလိုက်မယ်ဘယ်လောက်ပေါက်လဲကြည့်လိုက်မယ်ပေါ့နော်19ဟုတ်တယ်15 16ထင်အဲ့နောက်တစ်ပွဲလောက်ထပ်ဆောကြည့်လိုက်ပြကျွန်တော်မကြည့်နဲ့သေးဘယ်လောက်ပေါက်မလဲကြည့်လိုက်မယ်ပေါ့နော်ပေါက်တော့ပေါက်နေတယ်ဗျမဆိုးပေါ့နော်မရတာစားလို့ရှင်တော့ရတဲ့လောက်နဲ့ပဲကြည်နေရမှာပေါ့နော်အိုး၄ခုရှိသွားပြီဗျ MB ၄ခုရှိသွားပြီ5ခုရှိသွား MB 5ခုပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လောက်ပေါက်မလဲကြည့်လိုက်မယ်12 14 15ပေါ့နော်မဆိုးပေါ့နော်ဒီလောက်ရတော့လဲရတဲ့လောက်ပေါ့နော်ကျွန်တော်မရစားလို့ရှင်ကစားကွန်လေးတွေတော့ကြံသေးရဲ့ဗျအဲ့လေးနဲ့ကျွန်တော်ပြီးမှကစားတော့မှာပေါ့နော်ဗီဒီယိုလေးရှည်သွားမှာဆိုလို့အကုန်ဆုံးဆော့မပြတော့ဘူးအဲ့တော့ဒီဂိမ်းလေးကိုဒေါင်းကမှဒါဆော့ကြည့်ကြပေါ့နော်အခုဝင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်